ကိုကြောက်ကိုဒီလိုခွဲစိတ်တာလေးကိုဒီလိုထည့်ထားတာမြင်ရတဲ့အခါကျတော့ငါတော့မှန်သွားပြီဆိုတာလည်းသိပါတယ်။အဲ့ဒီခေတ်နေမှာမင်္ဂလာပါဟုတ်ကဲ့အန်တီကလေဒူးနှစ်ဖက်လုံးကိုအိန္ဒိယနိုင်ငံကရှိုးနာဆေးရုံမှာတွားရောက်ပြီးတော့ကျွန်တော်တို့တူနေတာနဲ့ဆက်သွယ်ပြီးခွဲစိတ်ထားတဲ့အတွက်အန်တီရဲ့လေဒူးဆနာတဲ့တွေ့ကြုံလေးကိုပြပြပေးပါအောင်နော်။အဲ့ဒီပထမတော့ဒူးညာဘက်နေနာတော့နောက်ပြီးတော့ဆေးတော့နေနေပဲတခါဒူးကဘယ်ဘက်ပါနာတယ်။ဆေးတော့တယ်အန်တီ3-5 နှစ်ခုတဲ့အထိကိုလည်းအဆင်မပြေတော့ဘူးတပြည့်နဲ့နာလာတဲ့အခါကျတော့မလုံနိုင်တော့အဲ့ဒီခါမှာပဲအန်တီကဒူးနှစ်ဖက်စလုံးခွဲစိတ်ကူးသားဖို့အတွက်ကိုအန်တီဆုံးဖြတ်လိုက်တာပါဟုတ်ကဲ့ပါအန်တီအဲ့တော့လေအိန္ဒိယနိုင်ငံမှာတွားဖို့အတွက်ဒီကျမရဲ့ဝန်ဆောင်မှုတွေမှာတူကဲတာကိုရွေးချယ်ပြီးဖက်ဝင်နေတော့ပြပါအောင်နော်တူကဲတာကိုအန်တီ Facebook ကနေသိတာပါသူရဲ့လုပ်ပေါက်ကံကိုပြောမှုစုံမှုတွေကိုအန်တီကြည့်ပြီးတော့ယုံကြည်ကိုးစားတဲ့စိတ်တွေနဲ့အန်တီပေါ်လာတယ်ဒါလည်းထပ်ပြီးတော့အန်တီလေးလာတဲ့အခါမှာသူတို့ကmedical service ကိုအင်မတန်ကောင်းတဲ့အဖွဲ့အစည်းဆိုတာအန်တီသိတယ်အဲ့တော့အားကိုးပြီးတော့အခုကြီးတောင်းလိုက်တာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါနော်အန်တီဟုတ်ဒီနောက်တစ်ခုကပေါ့နော်ဒီအိန္ဒိယနိုင်ငံမှာဆေးရုံတွေအများကြီးရှိတဲ့ထဲမှာဒီရရှိုးနာဆေးရုံကြီးကိုအန်တီရွေးချယ်ပြီးခဲ့ပုံလေးတွေပြောပြပေးပါအောင်နော်ရရှိုးနာဆေးရုံကြီးကအိန္ဒိယမှာတကယ်ကိုအချိန်ကြီးကဆေးရုံကြီးလည်းဖြစ်တယ်ပေါ့အဲ့တော့အန်တီကရရှိုးနာဆေးရုံကအန်တီ YouTube မှာရှာကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ကုသနည်းတွေရဲ့နောက်ကဆေးရုံရဲ့တန်ရှင်းတက်ရတာရဲ့အားလုံးပေါ့နော်ဆရာဝန်ကြီးရဲ့ကုသမှုတွေရဲ့အဲ့ဘိုင်းတွေမှာအရင်ရန်သဘောကျတဲ့ခါကျတော့ယုံကြည်ကြီးနဲ့ပဲအဒီခွဲစိတ်ကုသဖို့အတွက်ကိုရွေးချယ်လိုက်တာပါအန်တီအိန္ဒိယကိုရောက်သွားတဲ့အခါမှာဆရာကြီးထောက်တော်မူဟန်နဲ့တွေ့တယ်ပေါ့နော်တွေ့တဲ့အချိန်ကအန်တီရဲ့ခံစားချက်လေးရောလေဆရာကြီးကလေအရန်နဲ့ချင်းချင်းနာနဲ့ပေါ့နော်လူနာကိုဘယ်လိုကုသမယ်ဆိုတာကိုသူကသိသိချာချာပြောပြပြီးတော့ဒါဆိုရင်ခွဲစိတ်ကုသပြီးတော့နားမှာကိုအန်တီကလည်းကြောက်တယ်အဲ့တော့ဆရာကြီးကိုပြောလိုက်တဲ့အခါကျတော့ဆရာကြီးကလုံးဝမစိုးရင်လည်းလုံးဝမနာစေရဘူးဆိုပြီးတော့အန်တီကိုပြောတယ်တကယ်ပဲအန်တီအခုအချိန်ကြီးကောင်းတဲ့အချိန်ကြီးလမ်းလျှောက်နိုင်တဲ့အချိန်ကြီးပဲအန်တီနားရဲ့ဝေဒနာကိုတကယ်ကိုမခံစားခဲ့ရပါဘူးအဲ့ပါဒီရရှိုးတဲ့ကိုရောက်သွားပြီးတဲ့အခါမှာအန်တီရဲ့ဒီခွဲစိတ်မှုအတွေ့အကြုံလေးကိုလည်းပြောပြပေးပါအောင်နော်ဟုတ်ဘာနာဖြစ်မလဲဆိုပြီးတော့ပဲတွေးရငကုန်းကတွေးရတဲ့အတွေးတွေကမှားမှန်းသိသွားတယ်လေလွယ်လွယ်ကူကူပဲအန်တီခွဲစိတ်ပြီးသွားတယ်ခွဲစိတ်ပြီးသွားပြီးအခါကျလို့ရှိတော့လေဆရာဝန်ကြီးရောလက်ထောက်ဆရာဝန်ကြီးရောအန်တီကိုပြင်တော့ဝမ်းရံပြီးတော့အများကြီးရှိနေတယ်အဲ့လိုဆိုတဲ့အခါကျတော့အန်တီအားလည်းမငယ်တော့တော်တော်လည်းအားဖြစ်တယ်အဲ့ဒါနဲ့အန်တီကိုသူကစောင့်ကြည့်ပြီးတော့အခြေအနေကောင်းတယ်ဆိုပြီးတော့အဲ့ဒါဘာမှမစိုးရင်အောင်ဆိုပြီးတော့အန်တီကိုအခန်းထဲပြန်ပို့လိုက်တယ်ခွဲစိတ်ပြီးတော့ပေါ့နော်ပြီးတော့အခန်းထဲကိုရောက်တာနဲ့တော့ဘယ်တော့မှမကြောက်ဘူးဓမ္မစက်ကြီးယူလာပြီးလဲပြီးတော့အန်တီသူ့ရဲ့ဓမ္မကိုရိုက်ပေးပြီးတော့အဲ့ဒီ result ကိုအန်တီဖုန်းလေးကိုသူကအခါလေးထည့်ပေးလိုက်တာအဲ့လိုထည့်ပေးလိုက်တဲ့အခါကျတော့အန်တီရဲ့ဖုန်းထဲမှာကြည့်ပြီးတော့ကိုကြောက်ကိုဒီလိုခွဲစိတ်တာလေးကိုဒီလိုထည့်ထားတာမြင်ရတဲ့အခါကျတော့လေအန်တီရဲ့အထက်မှာဘာဖြစ်လဲဆိုတော့မြင်သွားတော့လေအန်တီအရန်အားရှိသွားတယ်လေငါတော့မှန်သွားပြီဆိုတော့လည်းသိသွားတယ်ဟုတ်ကဲ့ပါအန်တီဒီခွဲစိတ်ပြီးတဲ့အခါမှာပေါ့နော်အန်တီဒီလေ့ကျင့်ခန်းယူတာလေးတွေဒီဘဲချိန်မှာလမ်းဆောက်ရှောက်ပိုင်းလေးဒါလေးကိုအညှောက်ပေးပါအောင်နော်အန်တီနောက်နေ့ကနေစပြီးတော့ဒီလေ့ကျင့်ခန်းဆရာလေးလာတယ်ပထမဆုံးသူပြောတယ်ပေါ့နော်အဲ့ဒီလူနာကလေးမှာပဲတရက်တာလေ့ကျင့်တယ်နောက်နေ့ကနေစပြီးတော့အန်တီကိုမင်းဝကာနဲ့လမ်းလျှောက်လို့ရပြီဆိုတဲ့အချိန်မှာအန်တီမယုံမရဲနဲ့ပဲတလန်းချင်းစပြီးတော့လျှောက်လိုက်တာတကယ်လို့ပဲအန်တီကတော်အစင်တွေပြေပြီးတော့နာကျင်မှုဆိုတာလည်းလုံးဝမရှိတော့ပဲနဲ့ကိုယ်တိုင်ပဲရေချိုးနှောင်းသွားနိုင်တယ်အဲ့ဒီတော့လည်းအိန္ဒိယစပြီးတော့ပုံမပြနိုင်အောင်မနာမိတယ်ဟုတ်ကဲ့ပါနောက်ဒီအိန္ဒိယရဲ့ရရှိုးနာဆေးရုံရဲ့ဒီ physiotherapy လေ့ကျင့်ခန်း team ကပေါ့နော်အိန္ဒိယမှာအတော်များများကြီးတဲ့အချိန်မှာပါတယ်ဒီဟာလေးလည်းမျှဝေပေးပါအောင်နော်အရန်ကောင်းတယ်အဲ့ရောက်ဝန်ထမ်းနေတာအန်တီတို့မနက်မိုးလင်းကြီးလို့ဆိုရတယ်နဲ့အန်တီတို့ breakfast စားပြီးတဲ့အချိန်ဆိုရတယ်အန်တီတို့ wheelchair နဲ့တစ်ခါလေးလာခေါ်တယ်လာခေါ်ပြီးရတယ်အန်တီတို့လေ့ကျင့်ခန်းတွေ exercise တွေကိုစနစ်တကျဘယ်လိုလုပ်ရမလဲဆိုတော့ပြောတယ်ပြီးလို့ရှိရင်လည်းမင်းဟိုရောက်လို့ရှိရင်လေကလေးတွေကစမြင်တက်နိုင်ရမယ်နော်ဆိုပြီးတော့လေကလေးတက်တဲ့လေ့ကျင့်ခန်းတွေကစအန်တီကိုအကုန်လုံးလုပ်ပေးတယ်အဲ့ဒီအတွက်အခုပြန်လာတဲ့အခါမှာအန်တီအမြင့်တွေလည်းတက်နိုင်တယ်အမြင့်ကလည်းအောက်ကိုဆင်းနိုင်တယ်အဲ့ဒီအတွက်လည်းအန်တီအရင်တော့လိုပဲလူငယ်ဘဝကိုပြန်ရတယ်လို့အန်တီခံစားမိဟုတ်ကဲ့ပါအန်တီဒီအန်တီတူကဲတာ medical service ကရောဒီအန်တီရဲ့ခီးစဉ်တစ်ခြားမှာဘယ်လိုကူညီမှုလေးတွေပေးခဲ့လဲဆိုရင်တူကဲတော့အရင်ကျေးဇူးတင်တယ်လို့ဒီနေရာပဲပြောလို့ရတယ်ဘာလို့လဲဆိုတော့အန်တီတို့တွေဗီဇာရောနောက်ပြီးတော့လေလက်မှတ်စီစဉ်ပေးတာရောခွဲစိတ်ကူးသားတဲ့အခါမှာလည်းငါပြောတဲ့ကုန်ကြစရိတ်အတိုင်းပဲကလွဲလို့ရှိရင်တစ်ခုမှပို့ပြီးတော့မကုန်အောင်ပေါ့နော်အစရအောင်လို့လွဲချုံမှုမှတစ်ခုမှမရှိခဲ့ဘူးပြောတဲ့အတိုင်းပဲအန်တီတို့ငွေကြေးကုန်ကြအောင်
ပို့ပြီးများတစ်ချက်တော့ပုံမကုန်ခဲ့ရဘူးအဲ့တဲ့တောင်မှပဲဒီတဲ့ကိုလည်းရလက်တွေတောင်မှအဒီပြန်ရခဲ့တယ်အဲ့ဒါကြောင့်မလို့တော်တော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအန်တီအဲ့တော့အန်တီလိုမျိုးပေါ့နော်ဒီဒူးတစ်ဖက်လုံးနာကျင်တဲ့ဝေနာကိုနော်ရေရှည်ခံစားနေရတဲ့ဒီမိတ်ဆွေတွေတက်တဲ့အန်တီပေါ့နော်အကြံဉာဏ်လေးထုတ်လာပေးပါအောင်နော်အန်တီတို့အသက်ရွယ်မှာပဲခွဲစိတ်ဖို့အတွက်ကိုကြောက်ကြတယ်နော်ဒါကြောင့်မလို့အန်တီကပြောမယ်ဒီဒူးတစ်ဖက်လုံးကိုခွဲစိတ်တဲ့အတွက်ကတော့လုံးဝမကြောက်ပါနဲ့လို့ပြောပြရတယ်ဒါအန်တီအာမခံပြီးတော့ပြောနိုင်ပါတယ်နောက်တစ်ခုကငွေကြေးပုံကြပြီးငါတော့အသက်လည်းကြီးရပြီဒါလေးငါအကုန်ချမခံတော့ဘူးလို့လည်းအဆုံးဖြတ်ပါနဲ့နော်ဒါမျိုးကမိသားစုချစ်ရမရောက်ပါဘူးကိုယ့်ကိုယ်လည်းချစ်ရမရောက်ပါဘူးအန်ဒီကအရင်တော့ဆိုလို့ရှိရင်အန်ဒီအရာလူတွေကပဲအန်ဒီကိုပြုစုရတယ်ဒီဟာကိုခွဲဖို့ကိုဒူးနာတဲ့အတွက်ကိုသူကကိုယ့်အတွက်ကိုမနှုတ်ကိုယ်တွေဖြစ်နေတယ်အခုဆိုလို့ရှိရင်အန်ဒီကခွဲစိတ်ပြီးတဲ့အခါကျတော့ကောင်းသွားတဲ့အခါကျတော့အန်ဒီကဘယ်သူမှလည်းအန်ဒီကိုပြုစုစရာလည်းမလိုတဲ့ပြင်အန်ဒီကပုံမှန်တိုင်းပဲနေ့စဉ်ဘဝမှာအန်ဒီဈေးသွားဝယ်တယ်ပြီးတော့ဟင်းတွေကိုကိုယ်တိုင်ချက်တယ်ကိုမိသားစုကိုကိုကောင်းကောင်းပြုစုဆောက်ရှောက်နိုင်တယ်ကိုကတော့ပြန်ပြီးအကုန်လုံးလုပ်ပေးနိုင်တယ်လေကိုမိသားစုကိုအခုလိုချစ်ခင်ရစောင့်ရှောက်ရတဲ့အခါကျတော့အဲ့လိုမျိုးအကုန်လုံးအန်ဒီလိုပဲသဘောထားပြီးတော့ကိုကုသရာရှိတဲ့ယောဂကိုတိတိကျကုသပါလို့ဒီနေရာပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါအန်ဒီအခုလိုမျိုးအန်ဒီတွေ့ကြုံလေးဝင်ပြပေးတဲ့အတွက်ကျမတို့တူပေးတာကျေးဇူးများတင်ပါတယ်ရှင်အန်ဒီကလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်အဲ့တော့အန်ဒီလိုမျိုးပဲဒုနာဝေဒနာကိုနှစ်ရှည်ကများခံစားနေရတဲ့လူတွေဒုစစ်လဲပြီးတော့ဖိစိတ်ကုသလိုတဲ့လူတွေကကျမတို့တူပေးတာ medical service ကိုဆက်သွယ်လို့ရပြီဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါစေရှင်